진사롱아 슬레위 올리고 똥아 타민 채뼈 사떡해라 예드윌라리 공릉아 또아로 따리 따미리 치뒤에 두보하게 리래 페페의 미미의 진사롱아 슬레위 올리고 똥아 타민 채뼈 사떡나 니리라리 공릉아 또아로 따리 따미리 치뒤에 두보하게 리래 슬레윈 디올리 룰라무고 메피스와나이네 따리 따미리 고롱 사나이 돼 이망아 우지웨 따벼 따바괴 살라게라 뼈뮤지야 루봉칸와 페미미야즈와 지가완다 디라마 아포포아 피네 슬레윈 디올리 편동 쇠자변 마유나이네 미다리바 슬레윈 디올리 살란사마 살란송다이နိုင်ငံပေါ်မှာကျမရဲ့အမြင်မှာဆိုတော့မြန်မာနိုင်ငံသားဖြစ်ရတာအရန်ကုန်ယူပါတယ်အရင်တော့ကျမတိတ်ပြီးပေါ့နော်အခုအရွယ်လေးရောက်လာမှဒီမြန်မာနိုင်ငံအရင်ကအခြေအနေတော့မပြီးဘူးပေါ့နော်အခုအခြေအနေဆိုတော့ကောင်းပါတယ် My country is very famous of so many beautiful, very nice as the mountain, Inle Lake, Bagan, Mandalay Hills, so many kind of Myanmar interesting place. ဒီလိုရှိရင်ဒီဖက်အများကြီးกว่าချမှုရှိအောင်တော့အရင်ကနေအခုထိပေါ့တနည်းနဲ့တနည်းပို့ပြီးတော့တိုးရတာပေါ့ဒီဖက်နေရာလားအရင်ကြိုက်ရတယ် Our country is and very good. The next year we are country is more diplomat than I hope. We are more happy and we are get more money. That's why we are good at this policy. အခုကြတော့ခကြီးကတိုးတက်လာတော့လေမြန်မာကလေအရင်တိုးတက်လာတော့လေမြန်မာဖြစ်ရတယ်အခုကဘယ်လိုပြောရအောင်လဲဆိုချားနိုင်ငံလို့ခဏမကြတော့ဘူးပေါ့နော်မြန်မာနိုင်ငံကတိုးတက်လာတော့လေ Kesa Jamsa Hello 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 Good night Sweet Sweet လွန်ခဲ့တဲ့၄-၅ နှစ်လောက်ကဆိုရင်နိုင်ငံခြားကုမ္ပဏီတွေကကျွန်တော်တို့မြန်မာနိုင်ငံပေါ်မှာသိယုံကြည်မှုမရှိဘူးကျွန်တော်တို့ရဲ့အစိုးရပေါ်မှာလည်းယုံကြည်မှုသိမရှိဘူးအခုကျွန်တော်တို့သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာနိုင်ငံတကာလည်းယုံကြည်မှုရှိလာတယ်နိုင်ငံခြားကုမ္ပဏီတွေလည်းတဖြည်းဖြည်းဝင်လာတယ်ကျွန်တော်ထင်ပါတယ်နောက်ထပ်3 နှစ်လောက်နေမြန်မာနိုင်ငံမှာနိုင်ငံခြားကုမ္ပဏီတွေများများဝင်ရောက်လာလိမ့်မယ်လို့ထင်ပါတယ်သူတို့တွေကလည်းမြန်မာလူမျိုးတွေကူညီလိမ့်မယ်လို့ထင်ပါတယ်မြန်မာနိုင်ငံအပေါ်မှာအင်မတန်မှကောင်းမွန်တဲ့ခေတ်ကြီးဖြစ်လာပါပြီအခုဒီမိုကရေစီဖြစ်လာလို့ဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်ကျမနိုင်ငံသားတွေကိုဒီမြန်မာပြည်ရဲ့အကြောင်းကိုသိစေချင်လို့ကျမဖွင့်လင်းခြင်းဖြစ်တယ်ဒီနိုင်ငံကတိုးတက်လာပြီဆိုရင်နိုင်ငံသားတွေလာမယ်နောက်အနာဂတ်ကလေးတွေရဲ့ပညာရေးကိုအရန်ပဲကောင်းမွန်အောင်ကျမညွှန်နေတယ်ကဘာအရရကနိုင်ငံသားတွေလာပြီးတော့လုပ်ငန်းကိုင်လုပ်ပါအောင်လဲကျမဖိတ်ခေါ်ပါတယ်ကျမတို့ငယ်တုန်းကနဲ့ဆိုင်အခုဆိုအများကြီးပြောင်းလဲလာပါပြီကျမမျှော်လင့်နေနောင်လာမယ့်အနာဂတ်မြန်မာပြည်ဟာဆိုရင်ဒီထက်ကိုပြောင်းလဲမယ်ဒီနှစ်ဆိုကျမတို့အရန်ပြောရတယ်ရှေ့တောင်အာရှမှာစီးကိန်းပွဲကြီးလုပ်သွားတာအရန်ကိုအောင်မြင်ပြီးအရန်ကိုလှပပါတယ်ကျမတို့မြန်မာနိုင်ငံကအမျိုးသမီးဘောလုံးအသင်းစဉ်ဒုတိယရပါတယ်နောင်တစ်ချိန်ရှိခဲ့မယ်ဆိုရင်ကျမဆုတောင်းပါတယ်ကျမတို့မြန်မာဟာဖ
ပထမရမယ်လို့ကဘာပေါ်မှာမြန်မာဟေးဆိုပြီးတော့ပြောင်းလဲလာတော့ကျွန်မမျှော်လင့်ပါတယ်Now my feet are beating out. Oh, now my feet are